ကျောင်းပဲဖမ်းရကြတွေ့လို့ဒီအောင်ကြီးဖျားတယ်တခါဖျားနေဘယ်လိုလဲပါလဲနောက်တာအောက်လို့ရတယ်နော်အောက်လို့ဟိုအိမ်ကြီးရတယ်ပါသွားတာဒီလိုပေါ့ကိုဟာလားမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေရတော့ဒီတနင်္သာရီတိုင်းဒီဘိန်းမြို့မှာရှိတဲ့ဒီအင်းလေးမြိုင်ရက်ကွက်ထဲမှာဖြစ်ပါတယ်ဗျဒီအင်းလေးမြိုင်ရက်ကွက်ထဲမှာဆိုရင်ကျွန်တော်တို့ဟိုဘက်ထိပ်မှာဆိုရင်ဒီရဲရောစစ်ကားရောပိတ်ထားတာရှိပါတယ်အဲ့တော့ရက်ကွက်ထဲမှာရှိတဲ့ပြည်သူတွေကိုသူတို့ခုနကပဲဝင်ပြီးတော့အကြမ်းဖက်ပြီးတော့ဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ကျွန်တော်တို့ခဲတနက်နဲ့ပြုလုပ်တဲ့ဒဏ်ရာရသွားလူတွေရှိပါတယ်ခုနကဟိုမှာဆိုရင်မှဒဏ်ရာရသွားလူတွေကိုကျွန်တော်တို့သွားပြီးတော့မြင်မြင်ကြည့်ပါမယ်ဗျတော့ဒီမီဒီယာလာလေဝေးအခုဒီမှာဆိုရင်ဒီမှာနေအိမ်တို့ဝင်ပြီးတော့အကြမ်းဖက်ပြီးတော့ဝင်ရောက်ဖမ်းဆီးတဲ့အတွက်ကိုဒီမှာဒဏ်ရာရသွားလူတွေရှိပါတယ်။မကြီးသူတို့ခုနလေသူတို့ခုနကဘယ်လိုပုံစံမျိုးနဲ့လာပြီးတော့ဝင်လာလဲဗျသူတို့တကောကိုချိန်နဲ့ကန်ပြီးတော့ပိုက်ထားလည်းမရဘူး။ तू ကအတင်းကိုတော့ဖွဲ့ပြီးတော့ဝေးလာတာအဲ့ပေါ်အဖေကိုလာဆွဲတယ်ပြီးတော့ခဲဥကိုလာဆွဲတာဟုတ်ကဲ့သူတို့ကဘာကြောင့်အဲ့လိုလာဖမ်းရတာလဲသိဘူးလေ तू ကအခုဒီမှာလေလူတွေကိုအဲ့လိုလာဖမ်းတဲ့အချိန်မှာဘယ်လိုမျိုးလှုပ်ဆောင်သွားလဲသူတို့နေတကားတွေရိုက်ဖွဲ့တယ်ပြီးတော့ cycle တွေရိုက်တယ်ပြီးတော့အဲ့လိုတကားမဖွဲ့ပေးလဲမခဲအိုလည်းရိုက်တယ်တပုတ်တများလေးတော့မဟဲ့လူလည်းရိုက်ရမတက်တော့တောက်ပဲချော်ရနားလည်းဗျာဒီမှာဆိုရင်ကျွန်တော်တို့မြင်တွေ့ရမှာပါကျွန်တော်တို့ဒီမှာဒဏ်ရာတွေရိုက်နှက်ခံထားတဲ့ဒဏ်ရာတွေကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဗျဟုတ်ပြီဘလို့တွေလာရိုက်သွားလဲကိုဘာလို့မပြောမလားရိုက်သွားအကိုကဘာသွားလို့အဲ့ပေါ်ထိုင်မနေနေတာပေါ်ထိုင်မနေတာအကိုကကိုအပေါ်ထဲမှာနေတာကိုသူတို့ကဘာကြောင့်အဲ့လိုလာရိုက်သွားတာလဲအတင်းလက်ဆွဲခေါ်ရရိုက်တာဘောလည်းမလို့အားလုံးကအကိုကိုရိုက်တာဘယ်နှစ်ယောက်လောက်လာရိုက်သွားလဲ3-4ရာရှင်သူတို့ဗဇက်တွေကဘာတွေပြောလဲကိုကိုရိုက်ရိုက်ပါငါတို့မသားရမဲရိုးငါဆောင်းနေတော့လည်းမပြောတယ်အခုတခြားဘယ်သူတွေဖမ်းခံတာရှိလဲဒီမှာတခြားဟိုလားမအိမ်သားနိချက်လူဖမ်းသွားတယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့ဒီမှာရက်ွက်ထဲမှာရှိတဲ့သူတချို့လည်းဖမ်းဆီးသွားရှိသလိုကျွန်တော်တို့ဒီမှာဆိုင်ကယ်တွေဆိုရင်လည်းဒီမှာရိုက်ခွဲသွားတာရှိပါတယ်ဒီမှာဆိုင်ကယ်တွေဆိုရင်ဒီမှာရက်ထားတဲ့ဆိုင်ကယ်တွေအကုန်လုံးကိုသူတို့တွေဒါရိုက်ခွဲသွားတာရှိပါတယ်ဒီမှာဆိုင်ကယ်တွေဆိုရင်ဒီမှာရိုက်ခွဲသွားပါတယ်ခုနရက်တက်ဖွဲ့တွေဝင်လာပြီးတော့ဒီမှာဆိုင်ကယ်တွေကိုရိုက်ခွဲသွားတာရှိပါတယ်ဗျပြီးတော့ဟိုဘက်မှာလည်းကျွန်တော်တို့ဟိုဖမ်းဆီးသွားတဲ့လူတွေရှိတယ်လို့သိပါပါတယ်တိုင်လို့ကိုကကျွန်တော်တို့မှာဆိုင်ကယ်တွေဆိုရင်လည်းကျွန်တော်တို့ဒီမှာဆိုင်ကယ်တွေဆိုလည်းဒီမှာကျွန်တော်တို့ဒီမှာရိုက်ခွဲသွားပါတယ်ဒီမှာရိုက်လှည့်သွားပါတယ်ဆိုင်ကယ်တွေအကုန်လုံးလည်းပြီးတော့ဒီအိမ်ပေါ်ကိုလို့ကုန်ပြီတော့တိုင်လို့မရှိဘူးဒီအိမ်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာကလခါတော့ကလကိုကျုပ်ခွဲရဆိုအမအိမ်ကိုတို့ကဘာကြောင့်လို့လာရိုက်သွားတာလဲတော့မသာတဲ့ထားအားစားမလျံမအားစားပြောသမလေးတမဝဲပြလို့ဆိုရပဲအော်လကိုလိုက်ရရဆိုလော်ရထုတ်ခွဲရဆိုတော့အော်လကိုလိုက်ဖြည့်ရဖြည့်ရအခုဘာတွေပျက်စီးသွားလဲအမအိမ်မှာနမဆိုင်ကကျမစေးရဆိုလေကလကိုပျက်စီးကောချိကြိုက်တယ်ရတာရှိလားဘောလုံးမစီရကျမရတော့ဆုနေတော့တဲ့စေဘောလုံးဖြည့်ရဟုတ်ကဲ့အမကိုလာပြီးရိုက်တဲ့အချိန်မှာရဲရင်ကဘယ်လောက်ရှိလဲမြမြကြီးတော့မအဲ့တဲ့ကလခါတဲ့နာရတဲ့ချီဝဲလောလူစီလာကျမကလခွဲပြရနာဘောမလို့ရတော့တခြားလို့ယူစားပါထားယူရတာဟုတ်ကဲ့တော့ခြိုက်စားပါပြီးတော့ဒီမှာအခုပစ္စည်းလည်းဖြစ်နေဘယ်လောက်ထိဆုံးရှုံးသွားလဲအမတော့မလို့နည်းနည်းပေါ်ပါပဲဒီဘက်ကနဲ့တက်လာစီမှာဘောလုံးမစီရပါဒီမှာဆိုင်ကစုံနေစောတဲ့ဆိုင်ကတစီရတလားပဲဟုတ်ကဲ့ကိုဆိုရဒီကိုလို့ကုန်ပြီလားဟုတ်ပြီကျွန်တော်တို့ဒီဘက်အိမ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာထားပါနေဖို့ထေဖို့ဆိုထေဖို့ဒီမှာအပေါ်မှာဆိုရင်ကျွန်တော်တို့မှန်နေရိုက်ခွဲသွားတာရှိပါတယ်ဟုတ်လေရိုက်တယ်ရိုက်တယ်ဒီခဏနဲ့ကြံဘာကြောင့်ကိုရိုက်သွားလဲကျွန်တော်ပြောမင်းဘယ်ထဲဝင်ပြီးသွားကောင်မို့လို့ခဏနဲ့ကြံတယ်ကျွန်တော်ဒီဖိတ်လို့စောက်ခွေးလေးကြံတယ်ပြီးတော့နောက်ချုပ်ကိုလေးကြံတယ်ပြီးရိုက်တယ်ပြီးတော့အဲ့လေးလုံးချုပ်တော့လာအခုဝင်လာရှိလားကျွန်တော်နာကျွန်တော်ဘာမှမလုပ်ဘူးတဲ့ကိစ္စတယ်ဒီလောက်နေတယ်ပဲဒီမှာတော့မှန်နေမှာရိုက်ခွဲသွားပါတယ်မှန်နေကိုရိုက်ခွဲသွားပါတယ်ပြီးတော့ဆိုင်ကယ်တွေလည်းနေအိမ်ထဲထိဝင်ပြီးတော့ဒီမှာရက်တက်ဖွဲ့တွေအင်အားအလုံးကြီးသုံးပြီးတော့နေအိမ်ထဲထိဝင်ပြီးတော့ရိုက်ခွဲသွားတာရှိပါတယ်ရှိလေဒီလားရှယ်ချိုးလောက်ရှိတယ်ဘလို့ဒါကျွန်တော်တို့ဘာမှမလုပ်ပေးပေမဲ့ရက်ွက်ထဲမှာဝင်ပြီးတော့နေအိမ်တွေမှန်တွေကိုဒီလိုမျိုးရိုက်ခွဲသွားတာရှိပါတယ်ရက်တက်ဖွဲ့အင်အားနဲ့တိမ်လုံးဝင်ပြီးတော့ရိုက်ခွဲသွားတယ်ဗီဒီယိုတွေပါရိုက်ခွဲသွားတယ်လို့ဒီမှာနေအိမ်ပါရှင်တွေပြောပါတယ်ဗျတော့ပေါ်တက်လာပါ
ဒါအိမ်မော်တက်ထီလဲသူတို့တွေဒါအကြမ်းဖက်ပြီးတော့ဖြစ်သွားလို့ တော့ဆူမယ်နော်အော် Casale Panassi, devo dire sì, ma mi è sì. ကိုလိုကိုပေါ့ဗျာမရှိပါဘူးကျွန်တော်အဲ့ဒါကိုလိုကိုအိမ်နောက်မှာရောကွန်ပျူ Mi vuoi ciao, mi pongo mio gioco. မာရီတော့ပုံနဲ့ချစ်ကုန်တော့အရင်ကဟုတ်အဲ့ဒါစားလို့အားလုံးမျိုးချီတော့ဘာလို့စားလဲဘုရားမနေပြီမချီတော့ဘူး Panassi, Panassi, Panassi. ဒီတော့ဒီတော့ဒါဒီပဲလား နော်လေအဲ့လည်းမချင်းအဲ့လည်းမကိုင်း လူတွေတော့လုံးသိနေတော့မှလူလားရိုက်ချိုး နဘေးနဘေးကပြလာနဘေးပဲတော့ အခုဆိုရင်ကျွန်တော်တို့မှာနေအိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုဒီမှာရိုက်ခွဲပြီးတော့ဒီမှာအိမ်တွေမှာဗီဒီယိုတွေမှာလည်းအကုန်လုံးကိုကျွန်တော်တို့ကဖွာတွေ့ပါတယ်အားလုံးပေါင်းရဲအိမ်ကဘယ်လောက်လောက်ဝင်လာလဲကိုဒီတဲ့ကို ဆက်ကြောတယ်ကိုဆက်ကြောတော့ကျွန်တော်မလုပ်ပါနဲ့ကျွန်တော်တောင်းပါတယ်ကျွန်တော်အေးရှင်းနေသမားပါကျွန်တော်အိမ်မှာပေါ့နော်မိမတွေများတယ်ကျွန်တော်တယောက်ပဲယောက်ျားတယောက်ရှိတယ်လို့ဒီလားပဲပြောတယ် तू ကဟာမေ့ပါလဲဆိုဖက်နဲ့ကန်တယ်ပြီးတော့ရိုက်တယ်ဒုံးနဲ့ရိုက်တယ်ပြီးတော့တပင်အိတ်ကိုတီးတယ်ကျွန်တော်ဘာမှမဟုတ်ပြည်သူတယောက်တယောက်ဖြစ်ပါတယ်ဘာမှမလုပ်ဘူးအိမ်မှာပဲနေတယ် AC အိတ်တယ် AC စားတယ်ဒီလောက်ပဲနေတယ်ဒီခုကြည့်ပါဦးဒီမှာဖြစ်တဲ့ပုံကြည့်ပါဦးမင်းမက်ဆီဖြစ်သွားတယ်ပြီးတော့ကျွန်တော်ကန်တယ်ဒီနေရာလေးဆိုကန်တယ်ပြီးစောက်ခွေးကိုဒီစစ်ဖက်နဲ့တော့မသိဘူးသူတို့စီးတဲ့ဖက်နဲ့ကျွန်တော်ကန်တယ်တော်တော်လေးနာရသေးလားဒါပေမဲ့သူတို့ကဘာဖြစ်လို့ရိုက်တာလဲလို့မေးလဲဘာမှမပြောဘူးဟိုအနောက်မှာလဲကုတ်ကျွန်တော်တို့ကအနောက်မှာပုံနေတာကျွန်တော်အဖွားနေတာမရှိကျွန်တော်ယောက်ျားကျွန်တော်ခံမပြောတယ်ကျွန်တော်ရိုက်တယ်ဝိုက်ရိုက်တယ်အချက်ကျော်ရှိတယ်နော်ကျွန်တော်ရိုက်တာဟုတ်ကဲ့ဗျဒီမှာဆိုရင်ကျွန်တော်တို့အောက်မှာဆိုရင်ကျွန်တော်တို့မြင်တွေ့နေရပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ပစ္စည်းတွေအကုန်လုံးကိုတိမ်လုံးမှာပစ္စည်းတွေအကုန်လုံးရိုက်ခွဲသွားတယ်မှန်တွေအကုန်လုံးလည်းတိမ်လုံးမှာရှိတဲ့မှန်တွေအကုန်လုံးလည်းရိုက်ခွဲသွားသလိုကျွန်တော်တို့ဒီအောက်မှာရှိတဲ့ပစ္စည်းတွေဆိုရင်လည်းအကုန်လုံးကိုသူတို့ဖပြီးတော့ထားခဲ့ပါတယ် ဖျော်ပုံလေးပါရောပုံကုတ်ပါတယ်အကုန်လုံးပဲဒီမှာဟိုဘက်မှာရောဖျော်ပုံလေးကိုတို့ဒီအားကိုချိတ်လာတာကိုတို့ချူပါတယ် ဖျားမှန်တဲ့ရိုက်ခွဲသွားသေးလား ဒီဖျားမှန်ကိုဒီကောင်လေးကိုတို့ခွဲတယ်ဒီထဲမှာဖျားပစ္စည်းထားရတယ်ဒီကောင်ကိုတို့ဆွဲထုတ်တယ်ဒီမှာကြည့်ပါလားဘာမှမရှိတော့ သူတို့ကဘာကြောင့်အကြောင်းမဲ့အဲ့လိုမျိုးအိမ်ထဲဝင်လာပြီးရိုက်ရတာလဲ အကြောင်းမဲ့ဝေတော့ကျွန်တော်ဒီခွေးကိုကျွန်တော်လည်းမေးကြည့်တယ်ဘာဖြစ်လို့ဆိုကျွန်တော်အိမ်နောက်မှာအေးဟီးလေးနေနေတယ်သူတို့ဝေလာကျွန်တော်သိတယ်ကျွန်တော်ဒူးထောက်တယ်ဘာဖြစ်လို့သူတို့ကလင်းနေတယ်ကျွန်တော်ကလင်းနေမရှိဘူးကျွန်တော်ပြောတယ်တောင်းပန်တယ်ကိုကြီးကျွန်တော်ဘာမှမလုပ်ဘူးဒီတိုင်းပဲကျွန်တော်အိမ်မှာကျွန်တော်တရားပဲလူကြီးရှိတယ်လို့ပြောတယ် तू ကမရောက်ဘူးဟာမေးဘောလုံးကြော်လို့ဆိုရိုက်တယ်ပြီးတော့ဖက်နဲ့ကန်တယ်အော်ရကျွန်တော်တောင်းပန်အများစုပေါင်းတယ်ကိုကျွန်တော်ဘာမှမလုပ်ဘူးကိုတို့ကပြည်သူတွေမဟုတ်ဘူးပြည်သူရဲမဟုတ်ဘူးလားပြည်သူတွေကောက်ွယ်ရမှာမဟုတ်ဘူးလားကျွန်တော်မေးတယ်ဒါပေမဲ့ तू ကဘာမှမပြောဘူးရိုက်တယ်အိမ်တွေပေါက်ခွဲတယ်ပြီးတော့ငွေလိုးတွေဘာလေးညာလေးနဲ့ပြောပြီးတော့ထွဲတာပြီးတော့ကျွန်တော်ဆွဲပေါ်သွားတယ်အိတ်ရှိကိုမေးအောင်မထိုင်တဲ့ထိုင်ပြီးတော့ကျွန်တော်ပြောဆိုဟဲ့မေးတော့နောက်တယောက်ကနဖေကိုတီးတယ်ကျွန်တော်ပြေးလို့ကျွန်တော်ခံလို့ရတယ်ဘာလို့ကျွန်တော်ဘာမှပြေးမလို့အိမ်မှာနေတယ်ညဆိုကိဆောက်တယ်ကြည်တယ်ကိပတ်ကြည့်တယ်မိခွေးပြသမားလေးရှိတယ်တညလုံးမအိပ်ရဘူးစိုးစိုးနဲ့ခဏလေးအိပ်တယ်ခဏလေးဒီမှာရွဖြစ်တယ်ကျွန်တော်ဘယ်လိုဖြစ်မလဲကျွန်တော်လူကြီးရောက်ဆိုကျွန်တော်တရားပဲရှိတယ်ဒီအိမ်မှာမှန်တယ်ပြောမှဆိုဒီမှာကြည့်ပါကျွန်တော်ဘာမှမလုပ်တကယ်လို့ဥပမာထားကျွန်တော်ပြောမှလုံးတဲ့လူတွေဝေပြေးလာလို့ပုံးနေလို့နားလည်းပြေးတော့ဒီလိုပုံးလာလို့ဘာမှမပုံဘူးတရားမှလည်းမရှိဘူးကျွန်တော်လူတွေလည်းအဖွားတွေတော်တွေကြောက်တယ်လေကျွန်တော်ပြတ်တွေးကြည့်ကျွန်တော်လူကြီးဒီမှာကျွန်တော်လူကြီးပဲကျွန်တော်ခံရအဲ့တော့အိမ်မှာရှိတဲ့တခြားပစ္စည်းတော့ယူသွားတာဟာရှိလား ဆွဲပစ္စည်းတွေဘာမှမယူဘူးအကုန်ရစ်စီတော့ကိုလုံးခွဲပါဆိုမှယူပြပစ္စည်းဘာမှမရှိတော့ဘူးကိုလုံးပြစ်ခွေတာမှကျွန်တော်ရဲ့ကွန်ပျူတာကျွန်တော်သုံးနေကွန်ပျူတာအကုန်ပတ်ကားလေးကျွန်တော်လှုပ်တယ်ကိုလှုပ်တာတယ်ကြည့်ပါဘာမှမရှိတော့ဘူးကိုလှုပ်တာတယ်တော့ကျွန်တော်လှုပ်နေနေတာဘယ်ပြောမလဲကျွန်တော်မနေ့ကကျွန်တော်ကြောင်းသားပါကျွန်တော်ဘူမိဗေဒမှာတင်နေတယ်ဖွာကြီးကကြောင်းသားတရားပါကျွန်တော်အိမ်မှာနေတယ်အေးရှိအိတ်လဲစားရညကိစ္စရဒီလောက်ကျွန်တော်ကြောက်တော့ပါမနေ့ကကျွန်တော်ကြောက်တော့ပါဒီမှာကြည့်ကိုအကြည့်သူမင်းမစရိုက်တွေလုံနေတယ်ကိုတို့မြင်တဲ့တိုက်ပါပဲကျွန်တော်ကွဲကားတို့ဖြာခင်းတော့မဟုတ်ဘူးတော့ဒီမှာကြည့်တဲ့တိုက်မြင်တယ်ဟောခင်ဗျားတို့ဟုတ်တယ်မလားကျွန်တော်တေးနေတယ်နော်ဒီမှာကြည့်ကိုလို့ခွဲရတယ်ဘာမှမလုပ်ဘူးဘာပြမမလုပ်ကျွန်တော်မနေ့ကကျွန်တော်ခေမမလုပ်ဘူးကြည့်ကိုပေါက်ခွဲတာဒီမှာကြည့်ကိုကြည့်ဟပ်ပြီးစီးရယူတော့တယ်ဒီမှာခုတော့ချမ်းတော့ပေးသွားတယ်ဒီကောင်လေးကဒီမှာကိုခွဲတယ်ဖျောက်စီရောအောင်ဆွဲလို့တယ်ပြီးတော့တေးလာတော့ခဏမချို့ခဏနဲ့တေးတယ်ဒီမှာကွန်ပျူတာလို့အောက်ရချတယ်ဒီမှာကြည့်ပါလားကိုရပချတယ်ဒီမှာကြည့်ပါမဲရိုကိုရောဘောဘလို့ဥပမာထားတော့ကျွန်တော်အိမ်ကိုဒီလိုရှာရပြတဲ့လူတွေဝင်ပြီးတော့သူတို့ကလှုပ်တယ်ဆိုကျွန်တော်လက်ခံတယ်ကျွန်တော်အိမ်မှာပဲနေတယ်သူတို့လာလို့ကားမပိတ်တယ်ဒီလောက်ပဲနေတယ်အဲ့ဘာတရားမှမရှိဘူးကျွန်တော်ဆိုလူကြီးကြောက်ကျွန်တော်ပဲရှိဘူး
ကင်းတော့ရိုက်တယ်ဒီနကင်းတော့ရိုက်တယ်တမ်းမေးတာဒီတော့ရိုက်တယ်ပြီးတော့ဖက်နဲ့ကြတယ်ပုံမထိုင်းတယ်ကျွန်တော်တောင်းပဲဒီတောင်းပဲကိုယ်မလုပ်ပါနဲ့ကျွန်တော်ဒီလိုမလုပ်ပါနဲ့ပြောတော့